နော်ဒေါက်ကလေးတွေနော်ဒေါက်လေးတွေပြန်စစ်နော်ပြန်စစ်တော့တစ်ချောင်းနဲ့တစ်ချောင်းကိုနော်တစ်ခွဲခွာဟုတ်ပြီနော်ဒီအရှိနှစ်ချောင်းရဲ့အလယ်ကောင်ကိုငါလက်မခွာလဲဟုတ်တယ်နော်အဲ့တော့အစောနာဆက်ကူမှာတော့ပြောခဲ့ဖို့ပါကြတော့ဒေါက်တစ်ချောင်းနဲ့တစ်ချောင်းကိုတစ်ခွဲခွာလို့ပဲပြောခဲ့ပြီဟုတ်အဖျားနှစ်ခုကိုမပြောခဲ့ရအောင်နော်ဒါကြတော့သုံးခွဲခွာပေးရမယ်နော်သုံးခွဲခွာပေးရမယ်ပြီးတော့အခုသမီးချုပ်ပြီးသားဟာလေးကဒီအတွင်းကနေ9လက်မဝင်ပြီးတော့ဒါတစ်လက်မတောက်ထည့်နော်ဒီဘက်ကနေလည်း9လက်မဝင်ပြီးတော့တစ်လက်မတောက်ထည့်ဆိုတာစုစုပေါင်းတောက်6ချောင်းပါနော်တချို့ထည့်ဆိုတောက်8ချောင်းပါတယ်တချို့ထည့်ဆိုရင်လည်း4ချောင်းပဲပါတယ်နော်ဒါစစ်မယ်ဟိုထမိန်လေးကတော့ကော်ပိတ်ကပ်ပြီးတော့ဝက်မအဆင်ပြေမဲ့ထမိန်လေးဒါပေမဲ့ဖောက်တယ်ကော်ပိတ်မကတ်တဲ့အတွက်ကော်ပိတ်မကတ်တာပါနော်ဒါအမွေးတွေပါတယ်ကော်ပိတ်ကပ်မှအဆင်ပြေမှာအောက်နာ2လက်မခောက်တယ်ပြီးတော့ဒီမှာနှစ်ချမ်းပူးတယ်ပေါ့ဒီဘက်ကိုရိုင်းနော်နှစ်ချမ်းပူးတဲ့ခါကျတော့နော်ဒီအောက်စီက3လက်မနော်နှစ်ခွဲလဲ3လို့ရတယ်တကယ်လို့ဟိုလုံးဝဟိုထူတဲ့ပိတ်ကြီးဆို4ဒီလဲ3လဲရတယ်ဒါ3လက်မ3ထားတယ်ပြီးတော့ဒီအပေါ်ကနေပြီးတော့ဒါမမြင်အောင်ပေါ့နော်17ခွဲရှာထားတယ်17ခွဲရှာတဲ့နေရာမှာတော့သူကတစ်လက်မအကျဉ်ရှိရမယ်ပေါ့နော်အဲ့တော့17ခွဲရှာထားတဲ့တစ်လက်မအကျဉ်နေရာနဲ့စောနာက3လက်မအကျဉ်တွေကိုနော်အဲ့လိုမျိုးရှိကြအောင်နော်ဒီချုပ်ပေးရမယ်ဒါဆိုရင်တော့စကတ်ဝင်းပိတ်ပြီးပြီပေါ့ဝင်းပိတ်ပြီးဆိုတော့အခုကရှုပ်တဲ့အပိုင်းကိုသွားမယ်ဆိုရင်နော်ဒီလိုမျိုးလေးနော်တစ်လက်မခောက်ပေးရမယ်ခွင်းပိတ်ပြီးပြီပေါ့နော်ခွင်းပိတ်ထားကြတော့ဒီအောက်နားခောက်ပြီးရဲ့ကနေ3လက်မဒီဟုတ်ခါဘက်ကနေအောက်ကိုကြတော့17ခွဲဆင်း17ခွဲဆင်းတဲ့နေရာဟိုဒီမှာမမြင်အောင်တော့ပင်ထိုးပေးတဲ့နေရာပေါ့နော်ဒီနေရာမှာတစ်လက်မအကျယ်ရှိတယ်ဒါကိုနှမ်းချုပ်ရမယ်ဒီနားမှာ17ခွဲဆုံးတဲ့နေရာမှာရှီတုတ်ကမယ်နော်ရှီတုတ်ပြီးပြီပေါ့နော်အမရှီတုတ်ပြီးပြီဆိုတော့နော်ဒီလက်မလိုလေးခောက်မယ်အေးရမယ်နော်ဒီလက်မအကျယ်ရှိရှီတုတ်ပြီးတော့ကောင်းပြီပါတော့မွေးတော့ဒီနားမှာဆောနာက17ခွဲနေရာမှာရှီတုတ်ထားတဲ့နေရာလေးအနာလေးကို2စိတ်လောက်ကြောအောင်နည်းနည်းလိုက်မယ်နင်းပြီးတော့အကူထောက်ပြီးတော့လှည့်လိုက်အကူထည့်အောင်လှည့်လိုက်ပြီးတော့ဒီဘက်ကိုချုပ်တဲ့ခါမှာဒီချုပ်ချောင်းလေးမခိုးအောင်ဖြန့်ပေးရမယ်နော်အကူလာဆိုင်ထားပြီးမှဒီဘက်ကိုပြန်ကွေ့နော်ဒါလေးတော့အသိမခတ်ဘူးသမီးဗီဒီယိုခဏကျန်လိုက်ဗီဒီယိုရှိနော်အခုတော့ဒါနော်မအခွဲလေးကိုတို့ချုပ်လိုက်ပြီပေါ့နော်ချုပ်လိုက်တဲ့ခါကျတော့ဒီမှာဘယ်ဘုံဖြစ်တဲ့အတွက်ဒီလိုမျိုးပေါ့ခါကိုဝတ်တယ်လို့ကဒီမှာအစတောက်နဲ့တော်တော်ဝေးတဲ့ကြီးတဲ့ဘက်ကဒါညာဘက်ကကင်မယ်ဒါကကြတော့အဖုံးချမ်းဒီဘက်ကနဲတာပေါ့တောက်နဲ့နီးတဲ့နဲတဲ့ဟာကြတော့အတွင်းချမ်းနော်အတွင်းချမ်းဆိုတော့ဒီမှာအဖုံးချမ်းဘက်ကအစလေးကိုဒီမှာတစ်လက်မနဲ့4စိတ်တစ်ခွဲအမှတ်ကလေးမှတ်နော်အမှတ်ကလေးမှတ်ပြီးတော့ဒီမှာတောက်2ချောင်းပြင်ကွာတောက်2ချောင်းနော်အဲ့တော့ကိုနဲ့ဒီအဖုံးချမ်းဘက်ကနီးတဲ့တောက်2ချောင်းနော်ဟုတ်ဘက်ကိုလွန်ပြီးတော့တွက်လောက်တာမျိုးမဟုတ်ဘူးနော်အဲ့တောက်2ချောင်းပြီးကိုဒီလေးလာတက်နော်ဆိုတော့မတင်တာလို့ပြောရမှာပါနော်ဒါဈေးစကတ်တွေဝတ်တဲ့ခါမှာချာစားတာပေါ့နော်သူကဥမထွက်အောင်လုပ်ပေးတာပေါ့နော်တစ်ခွဲမတင်ရတယ်တကယ်လို့အခုဟာတင်က36မလို့ပေါ့နော်38 40လောက်ထိလဲသုံးလို့ရတယ်40ကျော်သွားရင်တော့ဒီနေရာမှာဟိုတစ်ခွဲမတင်တဲ့နေရာမှာသူကဘာလုပ်ရမလဲဆိုတော့2မတင်ပေးရမယ်နော်ဒါမှတ်ထားရမယ်နော်အခုကတော့တစ်ခွဲမတင်တယ်တစ်ခွဲမတင်ဘာဖြစ်လို့တောက်ဘေးကိုကတ်တာလဲဆိုတော့သူကခါ22ကနေ25ခွဲထိကိုဒီတောက်ဘေးကိုကက်လို့ရတယ်26ကနေပြီးတော့ဒီ29လို့ပါလို့ဆိုရင်တော့ဒီတောက်ဘေးကိုတစ်လက်မကွာတာလို့ပါလို့လုပ်ပေးရမယ်ပေါ့နော်အဲ့ကနေပြီးတော့29 28ဒီလိုမျိုးဖြစ်လာရင်တော့2ခွဲအဲ့လိုမျိုးခွာပြီးတော့ခါကိုပြောရနော်ခါ30တွေပါဖြစ်လာရင်တော့3လက်မတွေပါခွာတာလုပ်ပေးရမယ်နော်အဲ့လိုမျိုးလေးအဲ့တော့ဒီကနေတစ်ခွဲမတင်ထားရယ်နော်တစ်ခွဲမတင်ထားတဲ့ခါကျတော့
ဒီဘက်မှာအဖုံးချမ်းဖြစ်တဲ့အတွက်သွားနှစ်လွှာလေနော်15နှစ်ပြန်ဖြစ်တဲ့အတွက်နှစ်လွှာတော့ဒါကတော့တောက်ဆုပ်ပြီးဒါလည်းခောက်ပြီး15ပြန်တိုင်းစရာမလိုဘူးနော်ကိုတိုင်းရင်လည်းမပြည့်တော့ဘူးနော်အဲ့တော့ကိုတိုင်းတော့မှန်မှန်တိုင်းခဲ့ဖို့လိုတယ်ဒီမှာတစ်ခွဲမှတင်ပြီးတောက်ရင်းကတ်ထားတယ်ဒီမှာအခောက်လေးဘက်ကလည်းတစ်ခွဲအောက်ကိုမှတ်ကြမယ်မှတ်ပြီးတော့အနှစ်ခုကိုကျမတို့မြင်းလှမ်းဆက်လိုက်မယ်နော်အဲ့လိုလေးမြင်းလှမ်းဆက်လိုက်မယ်အခုတော့ဒီမြင်းလေးကနေပြီးတော့ဒါကက်ကြီးနဲ့ဒါညှက်ထုတ်ရမယ့်နေရာပေါ့နော်ဒါကဘယ်နေရာကိုပြနေရလဲအဖုံးချအောင်နော်စောနာပြောနေတဲ့ဟိုတောက်ဘေးကိုဘယ်လောက်ခွာဆိုတာခါးပေါ်မူတည်ပြီးတော့ခွာရတာနော်ခါး28ဆိုရင်29ဆို2ခွဲလောက်တောက်ဘေးကနေခွာရတယ်နော်26 29ဒီလောက်ထိကိုလည်းဘိုက်သိမ့်မပူဘူးဆိုရင်တစ်ခွဲခွာရတယ်ပေါ့နော်အဲ့လိုမျိုးလေးခွာပြီးရတယ်ခါ30တွေ32တွေဆိုရင်တော့ဒီတော့ဘေးကနေပြီးတော့ဥပမာဒီလိုမျိုးသုံးနေပါတယ်ခွာရမယ်ခွာပြီးတော့အဲ့နေရာမှာဒီလိုမျိုးလာမတင်ရမယ်ပေါ့နော်လာမတင်ပြီးတော့ဒီဘက်ကိုကြာတော့ပုံမှန်ပဲဟိုတင်40ကျော်လို့ရှိရင်ဒီနေရာမှာ2မတင်လို့ပြောတဲ့ခါကျတော့ဒီနေရာမှာ2မတင်ခဲ့သည်ရှိတော့ဟာဒီအခောက်လေးနေရာမှာလည်း2ချရမယ်နော်အခုကိုကဒါအရင်ကပ်ပြီးတော့တစ်ခွဲမတင်ခဲ့တာဖြစ်တဲ့အတွက်ဒီအခောက်လေးဘက်မှာတစ်ခွဲချတာဖြစ်တယ်နော်နှစ်ခုလုံးတစ်ထည့်လုံးကိုချစားတာအတူတူသုံးရမယ်ဒီနေရာမှာ2မတင်ဒီနေရာမှာ2ချရမယ်ဒီနေရာမှာတစ်ခွဲမတင်ထားတဲ့အတွက်ဒီနေရာမှာတစ်ခွဲချတယ်ပြီးတော့မြင်းတစ်စောင်းဆက်လိုက်ဆွဲလိုက်တယ်ပေါ့နော်ဒါကအဖုံးချမ်းကိစ္စပြီးပြီဆိုတော့ဒီဘက်အတွင်းချမ်းကြတော့သူကတစ်ခုတည်းဖြစ်တဲ့အတွက်ဒီလိုမျိုးပဲအပေါ်ပိုင်းကနေပြီးတော့အောက်ကိုတစ်ခွဲချလာနော်ဘာကနေအောက်ကိုတစ်ခွဲချပြီးတော့ဒီလိုမျိုးပေတံကိုတစ်စောင်းလေးလိုလေးလှမ်းထားလိုက်လို့ဆိုရင်ဒီမှာတော့တောက်ကြီးချုပ်ထားတဲ့အတွက်ရှိုင်တာဒီလိုတော့မတင်ပါနဲ့ရှိုင်နိုင်မယ်ထားနော်ဒီလိုသူ့ရဲ့တဘာဝအတိုင်းပဲထားပြီးတော့ဒီနေရာလေး17လောက်လှမ်းဆောင်ရမယ်ဒါစောနာပြောသလိုခါ24မို့လို့17ပေါ့နော်ခါက25 26ဒီလောက်ထိလဲ17ခွဲသုံးလို့ရပြီးတော့28 29တွေဆိုတော့ဒါ14 15တွေဖြစ်မယ်အတွင်းချမ်းကိုပြောရနော်တကယ်လို့အတွင်းချမ်းကဒါဆက်ခွန်မို့လို့ခါ24မို့လို့ဒီလိုမျိုးပေါ့နော်တကယ်လို့20တွေ18တွေဆိုလို့ရှိရင်ဒီနေရာမှာဒီလိုမျိုးပေါ့စောင်းတဲ့အတိုင်းဒါနည်းနည်းဟိုပေါ့နော်ရှေ့ကိုခြေသွားမယ်လို့ပြောတာပေါ့နော်တကယ်လို့ဒီအတွင်းချမ်းဆက်ခွန်မဟုတ်ပဲဟာဒီအတွင်းချမ်းနေရာမှာ20တွေ22တွေခါကြီးတဲ့လူတွေဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒါဒီပေတံတပြန်စောင်းတာမျိုးဒါမှမဟုတ်16လက်မစောင်းတာမျိုးတွေသူကစောင်းပေးရတယ်ပေါ့နော်ဒါကကြတော့17စောင်းတာနဲ့သူကအဆင်ပြေပြီ